Hello အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဒေါက်တာရွှေဖြစ်ပါတယ်ဒေါက်တာဒီနေ့ပေါ့နော်အားလုံးကိုပြောပြစရာလေးတစ်ခုရှိပါတယ်လောကမှာကိုကားပေါ့နော်ဒီနေရာကိုမရောက်သေးဘူးဆိုလို့ရှိရင်တောင်မှကိုမလုံနိုင်တဲ့အရာကိုသူများလုံနေတယ်ဆိုရင်တောင်မှဒီလုံကကိုလုံချင်တယ်ကွာသို့တော့ကိုကခြေလမ်းမစရဲဘူးသို့တော့သူများလုံနေတာတွေ့လို့ရှိရင်အဲ့ဒီသူများကိုကအရင်လည်းညှို့မထိုးပါနဲ့ကိုယ်တိုင်အရင်ဆုံးဒီလမ်းပေါ်ရောက်အောင်အရင်ဆုံးရအောင်ကြိုးစားကြည့်ပါအဲ့ဒါကလေအမတန်အရေးကြီးတယ်သူများရဲ့အောင်မြင်မှုကိုကမုတိတာပွားနိုင်တဲ့လူတစ်ယောက်ကသူ့ဘဝမှာလည်းအောင်မြင်မှုတွေအများကြီးစပွားရလာနိုင်တယ်ပေါ့နော်ပြောချင်တာကအကုန်လုံးကအတူတူပဲဒေါက်တာတို့တွေလူသားတွေအကုန်လုံးက the one ပဲ oneness ဆိုတဲ့ဒီတစ်ခုတည်းပါပဲဒေါက်တာတို့ကဖြစ်တည်လာတာပေါ့နော်ဆိုတော့သူဒီလဲကိုပဲဆိုတော့ခံစားချက်လေးကိုနှလုံးသွင်းတတ်မယ်ဆိုလို့ရှိရင်ကိုဘဝမှာဒီထက်ပိုးပြီးတော့အောင်မြင်မှုတွေစားတဲ့ပို့ပြီးတော့ရရှိလာနိုင်မယ်ဒေါက်တာတို့ထက်အများကြီးဘီလီယံတွေမီလီယံတွေရှာနိုင်တဲ့လူတွေအများကြီးရှိတယ်အဲ့လိုလူတွေကိုတွေ့လို့ရှိရင်ကိုကအော်ဒီအရာတွေကငါစီကိုရောက်လာမယ်အရာတွေပါလားဆိုပြီးတော့သူ့ရဲ့အောင်မြင်မှုဒီလဲကိုရဲ့အောင်မြင်မှုပဲသူပျော်ရွှင်နေလို့ရှိရင်လည်းကိုပျော်ရွှင်နေတာပဲဆိုတော့အဲ့လိုမျိုးလေးကိုခံစားကြည့်ပါအရာအားလုံးက mindset ပေါ်မှာပဲအခြေခံတယ်ဒေါက်တာဘဝပေါ့နော်ပြောင်းလဲသွားတယ်ဆိုအရင်ကဒီလိုမျိုး mindset တွေတော်ရုံမထားတတ်ဘူးဘယ်ကနေစရလဲဆိုတော့ gratitude ပေါ့နော်ဒီ attitude of gratitude ကနေဒေါက်တာစပြီးတော့ပြောင်းလဲသွားတယ်ဒီကျေးဇူးတင်တတ်တဲ့စိတ်သူများပေါ်မှာမုဒိတာပွားတတ်တဲ့စိတ်ကလေးကကိုယ့်ရဲ့ဘဝကို peaceful ဖြစ်စေတယ်ကိုယ့်ရဲ့ဘဝကိုဒီအသေးပဲရှိစေတယ်ကိုယ့်ရဲ့ဘဝကိုအောင်မြင်စေတယ်ပေါ့နော်အဲ့ဒီတော့ကိုတိုင်းမလုံနိုင်သေးတဲ့အရာအတွက်သူများအလုပ်တွေကို projection လိုက်ပြီးတော့ထိုးနေတဲ့သူတွေလက်ညှိုးလိုက်ထိုးနေတဲ့သူတွေကကိုပဲပြန်ကြည့်စီခြင်းတယ်ပေါ့နော်အဲ့ဒါလေးကိုဒေါက်တာဒီကနေပြီးတော့အားလုံးကိုမျှဝေပေးလိုက်တာဖြစ်ပါတယ်ဘယ်အလုပ်ပဲလုပ်လို့ကိုကအတွင်းကပြောင်းလဲမှာသာအပြင်မှာအများကြီးပြောင်းလဲမှာဖြစ်ပါတယ်ကိုအတွင်းကမပြောင်းလဲနေတဲ့၍ကိုအတွင်းကသူများတွေကိုလာပြီးတော့ projection လိုက်လုပ်နေတဲ့၍အပြင်မှာဘယ်အရာမှကိုလိုချင်တဲ့အရာရလာမှာမဟုတ်ပါဘူးအားလုံးပဲမင်္ဂလာရှိသောနေ့တွေဖြစ်ပါစေ